နေဥပဒေသားလေးလိုလာတဲ့ပုံမပြောနဲ့လူအထင်ကြီးခံရအောင်စကကြီးစကကြီးတွေပြောတော့မှလေပေါ်လော်ပြီးလူပေါ်ဖြစ်သွားတတ်ပါလူပေါ်ရင်ဘယ်တော့မှအရေးမလို့ဘူးရေးပါအရာရောက်တဲ့စကားပြောနေတော့မှကျင်ခံရတတ်ပါတယ်ဩဇာရှိအာဏာရှိအရှိန်ဝါရှိသူတွေကလိုလာတဲ့ပုံမပြောသလိုပို့ပြောရင်တော့လိုသလောက်ပဲဟာတတ်တယ်ပြောတော့ပို့ပြောတဲ့လူပေါ်မဖြစ်ပါသေးနဲ့ဩဇာအာဏာအရှိန်ဝါဆိုတာကဟန်ပန်နဲ့လှည့်သားရတဲ့လူမျိုးပါလိုလာတဲ့ပုံမပြောရင်သူများနဲ့မတူတမှုထူပြီးပိုးသွားတယ်လို့ဖြစ်သွားတတ်ပါတယ်ကိုယ့်ရဲ့စိတ်ညစ်မှုကလူတွေကိုအနေခက်သွားစေတယ်လူသားတွေဆိုတာကပေါ်တဲ့ဆက်ဆံရေးကနေတစ်ဆက်အတိတ်ပဲကောက်ဖို့နဲ့အတိတ်ပဲပြစ်ဆိုဖို့အတွက်သိတဲ့ရှင်သန်နေကြတဲ့ရန်တရားတွေတဦးနဲ့တဦးဘယ်သူကဘာတွေတွင်းနေပြီးဘာတွေလုပ်ဖို့ကြံနေမလဲသိချင်တဲ့နဲ့အချိန်ကုန်နေတဲ့ကြဆန္ဒကိုသတိထားပြီးလိုသလောက်ပဲပေါ်ပြလိုက်သိချင်စိတ်ကိုပိုဆောင်းနေတော့အနေထားပါတဲ့ဖြစ်တဲ့မိသားဖြစ်သွားပါတယ်လူတို့ချင်းစကားပြောဖို့နဲ့စိတ်ညစ်မှုကြောင့်လုံးလုံးရရဖြစ်သွားလိမ့်မယ်သိချင်စိတ်ရဲ့လှုပ်ဆောင်မှုနဲ့အတူဖြစ်နိုင်ခြင်းတွေတန်းစီပြီးပြောလာကြမှာဖြစ်တယ်လို့အဲဒီလိုလက်ထပ်သွားတဲ့အလျောက်ဘုံမလို့ပုံပွင့်လာမဲ့သူတို့အာဏာချက်တွေကိုအတိုင်းအတာမြင်ခွင့်ရနိုင်တယ်ကိုယ်နဲ့တွေ့ရတာကိုပဲသူတို့မှာကိုလုံးပြီးနဲ့လူချင်းတွေ့ရတယ်လို့မျိုးမလုံးမလဲဖြစ်သွားတယ်အမြင့်ကက်ခံရတယ်လို့အထင်လွဲခံရတယ်ဒါပေမဲ့တပြိုင်နက်တည်းမှာပဲနားမလည်မှုများစွာနဲ့စပယ်စဝါတွေဖြစ်သွားတာတော့သူတို့ရဲ့မသိစိတ်မှာကိုယ့်အပေါ်ပြီးပရိထားမိတဲ့စိတ်တွေပို့သွားလို့သိမှမပြုတ်ပါပဲသိမှပြုတ်မိသွားကြတယ်လေးမထားခြင်းပဲအလေးထားမိကုန်လူငယ်ပကြီးစရာအတူပြရှင်အန်ဒီဝါရောရဲ့နှုတ်ထွက်ပါလာဆက်သစ္စာတရားရှိတယ်ဒါကလူတွေကိုစကားပြောပြီးလက်သက်ခံလို့မရဘူးလူရဲ့အကျင့်ကတအုပ်နဲ့တအုပ်ဆက်ကျင်လို့စများနေတဲ့အတွက်ကြောင့်ကောင်းတာပဲဖြစ်စေဆိုးတာပဲဖြစ်စေအကံဘက်ကနေပြီးတော့အရင်ထိုးမြတ်တတ်ကြတယ်အကောင်းကိုတော့စောင်းနေဖြစ်အောင်အရင်ပြီးတတ်ကြတယ်အဲ့တော့ပါဇက်ပိတ်ထားတော့မှဘုံရှိတော့တာပေါ့ဗျာဒီပြောတဲ့အဲ့ဒီနည်းနဲ့ပဲဝါဟောအောင်ကြည့်ခဲ့ပါတယ်သူအင်္ဂလိပ်ကိုကြည့်လိုက်ရင်စကားလုံးတွေကိုသတိထားပြီးပြောတာတွေ့ရတယ်လူတို့ရှင်းမပြောလို့ရှိရင်လက်တွေပဲစေးပိုင်နေတဲ့ဝါဟာရမျိုးတွေနဲ့ချုပ်ပြီးပြောတယ်မေးနေတဲ့သူတို့ပြင်တယ်သွားမယ်ချုပ်ကားတွေနဲ့ပြီးတယ်ဘယ်တော့မှလက်ပဲမရှိတဲ့အပေါ်သားမပြောဘူးအလုံးကြောင့်မဖြစ်မနေပြောဖို့လူခဲ့ရင်တော့လိုတာတဲ့နည်းနည်းမှပုံမပြောရှင်းပြတာနဲတယ်သူ့လက်ရတွေကိုဘယ်တော့မှမရှင်းပြဘူးလူတွေနားလည်ချင်သလိုနားလည်ကြပါစေပြစ်ထားတယ်စကားနဲ့တော့လူထင်ကြီးတယ်မရှင်းပြတော့လျှို့ဝှက်သွားတယ်လျှို့ဝှက်နည်းနည်းတော့တန်ဖိုးတက်တာပေါ့လိုတာတဲ့ကိုမပြောတဲ့အကျင့်ကြောင့်ကိုပြောသမျှစကားတွေကအတိတ်ပဲပိုရှိသွားတယ်လို့တန်ဖိုးမြင့်သွားတယ်အပြောနေတာကြောင့်အမှားနဲ့သွားတယ်အမှားနဲ့တော့အလွဲရော့ပြီးအန္တရာယ်ရှိနေတာတွေကိုရှောင်ကျဉ်ပြီးသားဖြစ်သွားတယ်စကားများရင်အပေါ်ဆန်တယ်စကားနည်းရင်တန်ဖိုးတက်တယ်ဒါကိုအထူးမှတ်ထား1825ခုနှစ်မှာပထမရုရှားဘုရင်နီကိုလက်နတ်တက်ပါတယ်သူရဲ့အရှိအရင်ဘုရင်လက်ထက်မှာတိုင်းပြည်ကြီးရဲ့အခြေအနေဆိုးရွားဆုံးဖြစ်ခဲ့ရတာကြောင့်နီကိုလက်လည်းနတ်တက်ရောဒီနိုင်ငံလုံးပုံကန်ထပ်ပြောပြီးတိုင်းပြည်ဖော်ပြတိုးတက်ရေးဆိုင်ရာလမ်းစဉ်နဲ့ဒီဇင်ဘာတော်လှန်ရေးကြီးဖြစ်သွားတယ်ဒါပေမဲ့တော်လှန်ရေးကြာရှုံးခဲ့ပြီးတော်လှန်ရေးမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တို့ဖြစ်သူခွန်ဒရာတွေရိုင်လီရက်ကိုကျိုးပိန်ကွန်မြတ်ကိုအမိန့်ချမှတ်ခဲ့ပါတယ်ကျိုးပိန်ခံရမယ့်နေ့မရောက်မချင်းကာလတောက်လျှောက်ရိုင်လီရက်ဝစီပိတ်နေခဲ့ပါတယ်ဘာမှမပြောဘဲညီနေခဲ့တယ်အဲ့ဒါနဲ့ကျိုးပိန်ရမယ့်နေ့ရက်ရောက်လို့ကျိုးစင်ပေါ်တက်ရပြီးကျိုးလဲပေးလေဘင်းကကျိုးပြတ်ထွက်သွားတယ်အဲ့ဒီလိုထူးခြားပြည့်စုံပေါ်ပေါက်လာရင်ရုရှားတွေရဲ့ယူကြည်မှုအရကံကောင်းခြင်းလို့သတ်မှတ်ပြီးဘယင်တော်မှဆန့်ကျင်လို့မရတဲ့လွန်ငင်းခွင့်အစဉ်လာရှိပါတယ်ဒါပေမဲ့ကျိုးပြတ်ပြီးကျိုးစင်အောက်ကျသွားတော့ပါဇက်ပိတ်ပြီးပျော်နေလိုက်လို့ဘာမှမဖြစ်တာကိုပြတ်သွားတဲ့ကျိုးစားကိုကန်ပြီးဗရီယက်ကဘာပြောလိုက်တယ်လဲဆိုရင်ဟောဒီမှာကြည့်ပါဦးကျိုးပေးတဲ့ကျိုးထိုးကိုတော့တို့ရုရှားတွေကောင်းအောင်မလုပ်နိုင်သေးဘူးလို့ညည်းပြလိုက်တယ်ဗရီယက်ရဲ့လွတ်ကြံစီမှုမအောင်မြင်ပဲထူးခြားဖြစ်စဉ်အကြောင်းနီကိုလက်ကိုတင်ပြတော့လွန်ကြီးခွင့်မှာလက်မှထိုးပေးလိုက်တယ်လွန်ကြီးခွင့်စာချတော်ကိုတင်လာပို့တဲ့တမန်လက်ထဲမပေးငယ်လေးမှာနီကိုလက်ကဒီအတိုင်းသိချင်စနဲ့မေးလိုက်တယ်ဗရီယက်ကျိုးပြတော့ဘာဖြစ်သွားသေးလဲတခုခုပြောသေးလားကွာဆိုတော့တမန်ကလည်းပြောကြောင်းပါဆိုပြီးဗရီယက်ရဲ့ညီတန်းကိုချွန်ပေးလိုက်ရောဘယင်ကဒီလောက်တော့မမှတ်တဲ့ဟာရုရှားကကျိုးလို့တော့ရသေးမှန်းပြတ်လိုက်စမ်းပါဟာဆိုပြီးလွန်ကြီးခွင့်စာချတော်ကိုဆုံးဖြတ်လိုက်တယ်ပြီးတော့နောက်တစ်နေ့မှာကျိုးပေးစီရင်ဖို့အမိန့်ထပ်ချလိုက်ပါတယ်လူတွေအချင်းမြောက်ကွန်မြတ်မှုအောင်မြင်သွားခဲ့ပါတယ်ကျိုးမပြတ်တော့ပါဘူးဒီသင်္ကန်းကိုမှတ်ထားပါပါဇက်ကထွက်သမျှပြန်သွင်းလို့မရပါဘူးစကားပြောရင်သတိထားပါအထူးသဖြင့်ထိတ်လုံးငေါ့လုံးပြောတဲ့အခါစိတ်အပျော်လေးတစ်ခုအတွက်
ဘဝကြီးတစ်ခုလုံးမရင်းမိပါသေးနဲ့လိုတာတဲ့ပုံမပြောနဲ့နှုတ်နှဲရင်လူတန်ဖို့မြင့်ပါတယ်လေးစားခံဘဝကိုမြန်လို့ပါလူဘောကြီးမဖြစ်ပါစေနဲ့ဂရိတိုင်းပြည်ကဒက်ဖီရှစ်ပြဟောနက်တော်တွေဆိုရင်စကားအများကြီးမပြောပါဘူးတော်ရလူနားမလည်နိုင်တဲ့အလင်္ကာစကားတွေကိုပဲပြောပြီးဟောတတ်ကြပါဘယ်ပဲလာလာကြုံပဲလာလာနတ်ဘုရားเจ้าလာဖျားဖူးသူတိုင်းမိလာတဲ့မြောက်ကိုလို့တူရှင်းပဲပြန်ဖြေတတ်ကြပါလေအဲဒါကြောင့်ရှစ်ပြဟောနှုတ်ထွက်စကားဆိုရင်လူတိုင်းလေးထားကြတယ်ဘယ်သူမှမဆက်ကြင်ရဘူးပုတ်ခတ်အရှုတ်ချပြောဆိုရင်သေတံပေးတဲ့အထိကိုတန်ဖိုးထားကြပါတယ်တစ်ဖက်လူမပြောသေးကိုပါဇက်မလှုပ်မိပါသေးနဲ့ပါဇက်ပိတ်ပြီးနေတာကြာလာရင်ကိုစားပြောမဲ့သူသူ့အလိုလိုပေါ်လာပါလိမ့်မယ်ကိုပြောတာမဟုတ်ပဲသူများပြောလာတော့ရန်သူကမနေနိုင်ပဲစကားဆလာလိမ့်မယ်အဲဒါဆိုရင်ပြောစရာမလိုတော့ပဲထိုင်ကြည့်ပြီးအကက်ခံနေုံပါပဲ